90 ပြည်ဘောဇာတရ1388 ခုနှစ်ပထမဝါဆိုလာဇန်2 ရက်ခရစ်နှစ်2026ခုနှစ်6လပိုင်းဒီနေ့16 ရက်အင်္ဂါနေ့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုဆန္ဒတော်တည်ပြီးမြတ်ထားတော်မူခဲ့တဲ့ဓမ္မကန္တာတော်တွေကိုဆရာတင်ပြီးတော့ဘုရားရှင်ရဲ့ကိုယ်စားလှယ်တော်တွေနဲ့ကိုယ်တော်တို့တွင်ခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဆုံးမတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်အဂမဗန္တိတအဘိဓဇမဟာရတဂုရုမောဂောဆရာတော်ဘုရားကြီးဥပနိဒယအတိုင်းရန်ကုန်မြို့ဗဟန်းမြို့နယ်နတ်မောင်လန်းအမှတ်80နေဘုဂဝိပဿနာတရားရှင်နဲ့လုပ်ငန်းရှင်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးမဟာနာယကဩဝါဒရှိယအဂမဟာကမရဏာသရိယဆရာတော်ဘုရားတော်ကြီးဩဝါဒနဲ့ဉာဏ်မှုအရာဒီလိုရန်ကုန်တိုင်းဒေသကြီးတာကြီးခရိုင်တာကြီးမြို့ကိုယ်ရိုင်းရပ်ွက်ဇေယဝရိကျောင်းတိုင်းကြီးတွင်၌ဇေယဝရိကျောင်းတိုင်းကြီးဦးစီးဗလာနာနာယကဆရာတော်ဘုရားကြီးဘုံရိပ်ကံရိပ်မေတ္တာရိပ်ဩဝါဒအယုတ်ကိုကိုလုံးလေးရဲ့ဇေယဝရိကျောင်းတိုင်းကြီးအကျိုးတော်ဆောင်လူကြီးမင်းများစွမ်းသင်္ကန်းကျောင်းစီပစ္စည်းလေးပါးကုသိုလ်ရှင်များဝေယဝိဇ္ဇပုဂ္ဂိုလ်များနေတရားဟောတရားနာတရားဝေတရားလည်းဘောနာထုတ်ကြကုန်သောသေတော်မျိုးတော်ယောဂီပေါင်းတော်ကောင်းတို့အား28ကြိမ်မြောက်နိဗ္ဗာန်ဝင်လာအဋ္ဌာ9ရဲ့တရားစခန်းဝဲကြီးရဲ့ယနေ့2ရက်မြောက်သောနေ့မနက်ပိုင်းအချိန်၌ဦးဇင်းများဉာဏ်မီသည်များမတိစ္ဆသမုပ္ပါဒ်ဉာဏ်တရားနဲ့ကျေးဇူးပြုပေးမှာဖြစ်ပါလေ